Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ Royal Loyola University တက္ကသိုလ်ကပွဲတော်လေးတွေတွားကြည့်ကြမှာဖြစ်ပါတယ်။ဒါကတော့ကျောင်းရဲ့အဝင်လမ်းမိန်လမ်းပေါ့။ဖန်တက္ကသိုလ်တော်တတိယသွားတယ်။အဲ့ဒါကဒီပညာရေးကောလိပ်ဒီရှင်မာလက်တက်သွားမယ်ဆိုရင်ဒီကညနေဆောင်ဆိုရင်ကျောင်းသားတွေကျောင်းသူတွေလာပြီးတော့အားကစားလုပ်ကြတော့လမ်းရှောင်တာတွေပြေးတာတွေဟိုဘက်ဆော့ဝဲကျတော့ library ဟိုဘက်ဆော့ကျတော့ science ခန်းလေးကဲနောက်တော့ဆရာကတော့ဝဲသွားတာဖြစ်ပါတယ်ကဲဆရာကတော့ဝဲရောက်ပါပြီမှာကျောင်းသူတွေကျောင်းသားတွေသူတို့ကတော့ဝဲလေးတွေကံပြီးတော့ဆရာဆရာမတွေသူပြီးတော့ဒါကတော့ဖြုံဖြေးပြီးနေတာပါဒါကတော့ book ပေါ့နော်ဒီကင်းလေးတွေကိုရဲ့ဒီ activity ပေါ့ခုဌာနကအလိုက် activity လုပ်ကြတယ်တခြားထက်တန်းကျောင်းသားတွေကလာပြီးတော့စောကြတယ်ပြီးတော့ကိုယ့် program လေးတွေကိုသူတို့လည်းမိတ်ဆက်ပြရတယ်ပေါ့ဒါဥပမာဆိုရင်ဒါ business english ပေါ့ကျွန်တော်တို့ဌာနရဲ့နောက် program ပေါ့နော်ဒါတက်တဲ့နေ့ကျောင်းသားကျောင်းသူတွေကဒီလာရောက်ကြတဲ့ထက်တန်းကျောင်းသားကျောင်းသူတွေကိုဂိမ်းလေးတွေဆော့ပြီးအောင်ဂိမ်းလေးတွေဆော့ပြီးပါတယ်ဒါတော့ဆရာကတော့ပဲပါဆရာကတော့ပဲမှာသူတို့ရဲ့ရိုးရဒီမိုတွေနဲ့ပေါ့